အသက်80ကျော်လောက်ရှိတဲ့အဖွားကိုတယောက်ဟာဘတ်စကားပေါ်ကနေတိုးဆင်းလာပါတယ်။ကားကလည်းတော်တော်ကြက်တယ်တဲ့အဖွားအိုဟာကားအောက်ထဲရောက်ရောကားကထွက်တော့မယ်လဲဆိုရောဒီလိုပြောလိုက်ပါတယ်။ဟဲ့ခဏနေကြပါဦးကားပေါ်မှာငါကလေးလေးကျန်ခဲ့တယ်တဲ့။ဒီလိုပြောတဲ့အခါမှာကားဆရာကြီးကအဖွားရဲ့ကလေးပိုင်နဲ့လက်ကိုဆွဲထားမှပေါ့လို့ယူနာတော်နဲ့ပြောပါတယ်။ပါလာတဲ့ခီးတဲ့တွေကလည်းပွားစီပေါ့နော်ကလေးကိုဒီလိုမျိုးထားခဲ့ရမလားပေါ့သူတို့တွေအဲ့ဒီလိုပြောနေတဲ့အချိန်မှာပဲအဖွားရဲ့ကလေးလေးကလူကြားထဲကနေလူထွက်လာပါတယ်တဲ့အဖွားရဲ့ကလေးလေးထွက်လာခဲ့ပါပြီဘိုက်ဘူကူသပင်နဲ့ဖြူနေပြီဖြစ်တဲ့အသက်50ကျော်အရွယ်အဖွားရဲ့ကလေးလေးဟာအထုပ်ထန်းလို့လူတော်ထဲကနေလူထွက်လာပါတယ်တဲ့ပြီးတော့အမေရဲ့သားကားပေါ်မှာကြံခဲ့တာမဟုတ်ပါဘူးလူတွေတိုးနေရလို့ပါတဲ့အဲ့ဒီလိုမျိုးမြင်လိုက်ကြလိုက်ရတဲ့အခါမှာကားဆရာပါဝင်ခီးတဲ့တွေအလုံးပြုံးစီဖြစ်သွားကြပါတယ်တဲ့ခဏနေတော့သူတို့သားမီးနှစ်ယောက်ဟာတယောက်လက်ကိုတယောက်ဆွဲပြီးလမ်းကူးသွားကြပါတယ်အသက်50ကျော်သပင်ဖြူနေပြီဖြစ်တဲ့လူကြီးတယောက်ကိုအဖွားကသူ့ကလေးလေးတဲ့လောကမှာရှိတဲ့အမိတွေအားလုံးဟာလေသူတို့ရဲ့သားသမီးတွေကိုဘယ်ရွယ်ပဲရောက်ဦးဝဲလေးလို့မြင်နေကြသလားမသိပါဘူးရှင်